လူတယောက်ဟာဘဝမှာအကျဉ်းချင်းရှုံးနေဘူးယုံနေမှာကတကဘာလုံးရဲ့လှောင်ပြောင်မှုကိုခံခဲ့ရမယ်ကိုယ်တိုင်တီထောင်ခဲ့တဲ့ကုမ္ပဏီကနေအထုတ်ခံရမယ်အဲ့ထဲမှာလည်းပတ်စံတပြားမှမရှိတော့တဲ့ဒီဖြစ်သွားမယ်ဆိုရင်အဲ့ဒီပြန်ထနိုင်မှာမလားဒီနေ့မှာတော့ကဘာကြီးကိုသူတို့စိတ်ကြိုက်ပုံဖော်ခဲ့တဲ့ Elon Musk နဲ့ Steve Jobs တို့ရဲ့မယုံနိုင်စရာကြာရှုံးမှုနဲ့ပြန်လည်ရှင်းလင်းရေးဇလန်းကိုတင်ဆက်ပေးမှာပါဒါဟာရိုးရိုးသမိုင်းကြောင်းမဟုတ်ပါဘူးခင်ဗျားကိုစိတ်သက်ခွန်အားအပြည့်အဝပေးမယ်သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်ဗီဒီယိုမစခင်မှာ channel လေးကို like and subscribe နဲ့အားပေးခဲ့ကြပါဦးခင်ဗျာ2002ခုနှစ်မှာ Elon Musk ကလူသားတွေကို Mars လို့ခေါ်တဲ့အင်္ဂါဂြိုဟ်ပေါ်ပို့ပေးမယ်ဆိုတဲ့ YouTube အိမ်မက်နဲ့ SpaceX ကိုတည်ထောင်ခဲ့ပါတယ်။အဲ့ဒီတုန်းကကမ္ဘာအင်အားကြီးနိုင်ငံတွေကလွှဲရင်ဘယ်သူမှဒုံးမြန်ကိုအောင်မြင်မလွတ်နိုင်သေးပါဘူး။သူကတော့သူ့ရဲ့ဖေးဖေးကိုရောင်းရတဲ့ပတ်စံတွေအကုန်လုံးအဲ့ဒီထဲမှာပုံအောင်ပြီးရင်းနှီးမြှုပ်နှံခဲ့ပါတယ်။2006ခုနှစ်မှာပထမဆုံးဒုံးပြန်လွတ်တယ်။ပေါက်ကွဲတယ်။2009ခုနှစ်မှာဒုတိယတစ်ကြိမ်ထပ်ပေါက်ကွဲတယ်။2008ခုနှစ်မှာတတိယအကြိမ်အာကာသထဲမရောက်ခင်မှာထပ်ပြီးပြက်ကျသွားပါတယ်အဲ့ဒီချိန်မှာ Elon Musk မှာပတ်စံမကြံတော့ပါဘူးသူ့ရဲ့အိမ်တော်ကြီးကလည်းပြက်ပြားသွားခဲ့ရပါတယ်ကုမ္ပဏီကလည်းဒေဝါလီခံရမယ့်အခြေအနေထိကိုရောက်ရှိခဲ့ပါတယ်လူတိုင်းကသူ့ကိုလှောင်ပြောင်နေကြပြီးတော့အာကာသသိပ္ပံပညာရှင်ကြီးတွေကတော့ဒါဟာမဖြစ်နိုင်ဘူးလို့ဝေဖန်ခဲ့ကြပါတယ်အဲ့ဒီချိန်မှာ Musk ကကျန်တဲ့ပတ်စံအနှဲငယ်ကိုစုပေါင်းပြီးတော့စတုတ္ထအကြိမ်မြောက်လွတ်တင်ဖို့ပြင်ဆင်ပါတော့တယ်ဒါဟာသူ့ရဲ့နောက်ဆုံးအခွင့်အရေးပါဒါသာထပ်ပြတ်ကြရင် Space ဆိုတာကမ္ဘာမြေပုံပေါ်ကနေပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်2008ခုနှစ်စက်တင်ဘာလ28ရက်နေ့မှာဒုံးမြန်ဟာကမ္ဘာပတ်လမ်းလေးကိုချောချောမောမောရောက်ရှိသွားပါတော့တယ်အဲ့ဒီနေ့ဟာတမိုင်းတစ်ရေးထိုးလိုက်တဲ့နေ့ပါပဲဒီနေ့မှာတော့ SpaceX ဟာဒုံးမြန်တွေကိုကမ္ဘာမြေပေါ်ပြန်လည်ဆင်းသက်စေနိုင်တဲ့ပထမဆုံးကုမ္ပဏီဖြစ်လာပြီးတော့ NASA ကတော့အားကိုးရတဲ့အဆင့်ကိုရောက်နေပါပြီElon Musk ရဲ့ဘဝပြီးတဲ့သင်ခန်းစာကတော့တခုခုကခမည်းအတွက်တကယ်ပဲအရေးကြီးနေတယ်ဆိုရင်အောင်မြင်ဖို့ရာဂိုင်နှုန်းနည်းနေပါအောင်တော့အဲ့ဒါကိုလုပ်ရမယ်ဆိုတာပါပဲကိုမွေးတဲ့မြောက်ကိုပြန်6ခံရတယ်နောက်ကျောဓာတ်နဲ့ထိုးခံရတယ်ဆိုရင်ဘလို့ခံစားရပါသလဲဒီဇလန်းကတော့ကဘာကျော်အဖက်ကုမ္ပဏီရဲ့ဖခင်ကြီး Steve Jobs ရဲ့ဇလန်းပဲဖြစ်ပါတယ်1985ခုနှစ်မှာကဘာကြီးက Steve Jobs ကိုပြီးဆုံးသွားတဲ့ကျေတဝင်းလုံးတတ်မှတ်ခဲ့ကြပါတယ်။သူကိုယ်တိုင်တည်ထောင်ခဲ့တဲ့ Apple ကုမ္ပဏီကနေသူအရှက်တပွဲအထုတ်ခံခဲ့ရလို့ပါ။ဒါပေမဲ့ဒီနှင်ထုတ်ခံရမှုကပဲကမ္ဘာပထမဆုံးဒေါ်လာထရီလီယံတန်ကုမ္ပဏီကြီးဖြစ်လာဖို့အကြောင်းရင်းခံဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူး။ Steve Jobs ဟာအသက်20ကျော်မှာApple ကိုတည်ထောင်ပြီးတော့တထေးဖြစ်ခဲ့တဲ့သူပါ။ဒါပေမဲ့သူ့ရဲ့ခက်ထန်တဲ့စိတ်နဲ့စိတ်ထားနဲ့အစွန်းရောက်လို့နဲ့စီးကမ်းနေကြောင်းကုမ္ပဏီအဖွဲ့ဝင်တွေနဲ့အဆင်မပြေဖြစ်လာပါတယ်။နောက်ဆုံးမှာတော့သူကိုယ်တိုင်ရှာဖွေခန့်အပ်ခဲ့တဲ့ CEO ကပဲသူ့ကိုကုမ္ပဏီကနေထွက်သွားဖို့မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။အသက်30အရွယ်မှာဂျော့ဟာဘာမှမရှိတော့ပါဘူး။သူချစ်တဲ့အလုပ်သူဖန်တီးထားတဲ့အဖက်အားလုံးဆုံးရှုံးသွားခဲ့ရပါတယ်။သူကလာပေါင်းများစွာစိတ်သက်ကြပြီးအမှောင်ထဲမှာနေခဲ့ရပါတယ်။ Apple ကငါ့ကိုမလို့ခြင်းApple တဲ့ကောင်းတာကိုငါလုပ်ပြမယ်ဆိုတဲ့စိတ်နဲ့ Nest ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်လို့အဲ့ဒီချိန်ကတိတိလေးပဲရှိသေးတဲ့ Pizza ကိုဝယ်ယူခဲ့ပါတယ်ငငယ်ကအရင်ကြိုက်ခဲ့ရတဲ့ Toy Story တို့ Finding Nemo တို့ဆိုတာအဲ့ဒီချိန်က Steve Jobs ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကနေထွက်ပေါ်လာတာပါ Apple မပါဘဲနဲ့လေသူဟာပါရမီရှင်တယောက်ဖြစ်ကြောင်းကိုကဘာကြီးကိုသက်သေပြခဲ့ပါတယ်Steve Jobs ကို1985ခုနှစ်မှာအထောက်ခံလိုက်ရပြီးတဲ့နောက်မှာ Apple ဟာ10နှစ်ကျော်ကြာအောင်လမ်းပြောက်သွားပါတယ်ကုမ္ပဏီကထုတ်ကုန်တွေအများကြီးကိုအရင်ရှောက်ထုတ်ပေးမဲ့တခုမှမအောင်မြင်ခဲ့ပါဘူး။ကုမ္ပဏီကပတ်စံတွေအစမတန်ရှုံးနေပြီးတော့1996ခုနှစ်လောက်မှာတော့နောက်ထပ်ရက်ပေါင်း90လောက်ပဲဆက်ရက်တည်နိုင်တော့မယ်ဒီဝါလီခံရခံကြီးအခြေအနေကိုဆက်ရောက်သွားပါတယ်။အဲ့ဒါနဲ့ပဲ Apple က Jobs ရဲ့ကုမ္ပဏီဖြစ်တဲ့ Nest ကိုဒေါ်လာ429သန်းနဲ့ဝယ်ယူခဲ့ပါတယ်။ကုမ္ပဏီကိုဝယ်လိုက်တဲ့အတွက်ပိုင်ရှင်ဖြစ်တဲ့ Steve Jobs က Apple စီကိုအကြံပေးအနေနဲ့အလိုလျောက်ပြန်ရောက်လာပါတော့တယ်။ကျော်ပြန်ရောက်လာတဲ့အချိန်မှာတော့ Apple မှာထုတ်ကုန်ပေါင်း350ကျော်ရှိနေပါတယ်။သူကဘာလုပ်ခဲ့လဲဆိုရင်တော့ဒီအမိုက်တွေကိုအကုန်လုံးလွှတ်ပစ်လိုက်လို့ပြောပြီးထုတ်ကုန်10ခုကိုပဲခြံထားခဲ့ပါတယ်။သူကအရေးသွေးကိုပဲအဓိကထားခဲ့တာပါ။1998ခုနှစ်မှာ iMac 2001ခုနှစ်မှာ iPod 2009ခုနှစ်မှာတော့ကဘာကြီးကိုတပတ်ရိုက်သွားတဲ့ iPhone ကျော်ဟာApple ကိုတေရင်းနှင်းကနေစွဲတင်ရုံနဲ့မကပဲလူသားတွေရဲ့နေထိုင်မှုပုံစံကိုပါပြောင်းလဲပစ်ခဲ့ပါတယ်။သူ့ဘ
ဘဝရဲ့နောက်ဆုံးအချိန်ထိသူဟာအကောင်းဆုံးတွေကိုဖန်တီးသွားခဲ့ပါတယ်သူနှိမ့်ထုတ်ခံရစဉ်ကသာစိတ်တက်ကြပြီးရက်တက်နေရင်ဒီနေ့ခမရလက်ထဲမှာကင်ထားတဲ့ iPhone ဆိုတာရှိလာမှာမဟုတ်ပါဘူးစတီဂျော့ပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်တခါတလေမှာဘဝတင့်ကောင်းကိုအုတ်ခဲနဲ့ထုလိမ့်မယ်ဒါပေမဲ့ယုံကြည်ချက်ကိုတော့အပြတ်မခံပါနဲ့တဲ့တင်ရောအခုလက်ရှိမှာတခုခုကိုဆုံးရှုံးနေရပြီလို့ခံစားနေရပါသလားဒါဟာပိုကောင်းတဲ့အစပြုခြင်းတစ်ခုဖြစ်နိုင်တယ်ဆိုတာကိုမမေ့ပါနဲ့